မတို့ရေဂျပန်ချီလေးပုံသေးရောက်လို့လေဒီနေ့အထုပ်လေးရောက်လို့မတို့နမူနာလေးပြပေးဦးမယ်နော်ဒီပုံလေးဆိုလို့ရှိရင်ဘန်ကောက်မှာနောက်ဆုံးထွက်လာတဲ့ပုံလေးပေါ့ကာလာတွေကသူကပေါင်း9ယောက်ပါတယ်မတို့ရေကာလာလေးတွေကိုနမူနာပြနေတယ်အရန်စိုက်တဲ့ကြောက်စိမ့်ပါတယ်ဟိုခရမ်းဒီပုတ်ပါတယ်ပြီးရင်ကာလာလေးတစ်ယောက်နဲ့ပြပြီးမယ်နော်ခရမ်းဒီပုတ်ပါတယ်ဒါလေးဆိုရင်လေသူ့ပန်းရောင်လေးဆိုတခါမှမထွက်ဘူးနော်ဒါလေးပန်းရောင်ပါတယ်ပြီးတော့အရန်စိုက်တဲ့နက်ပြလေးသူ့နက်ပြလေးဆိုရင်တအားလာတယ်နက်ပြလေးပါတယ်ဟာရောင်လေးပါသေးတယ်ဆိုဒီရောင်လေးကြိုက်လိုက်တယ်မရဲ့သူကလေအခုဒီလိုရောင်လေးဆိုရင်လေဂျပန်ချီမှာအယောင်ဆန်းလို့ခေါ်တာပေါ့နော်ကြည်ပြာလည်းမဟုတ်ဘူးစိမ့်ပြာလည်းမဟုတ်ဘူးပေါ့နော်သူ့နမူနာလေးထည့်ပြမယ်ဗယောင်လေးပြရင်ကောင်းမလဲဆိုတော့ဒီကြည်ပြာလေးကိုပဲရင်ပြလိုက်မယ်ကြည်ပြာလေးကလည်းချစ်စရာလေးကြည်ပြာလေးကလေအခုလေအယောင်ဆန်းလို့ခေါ်မှာပေါ့နော်ဂျပန်ချီကလည်းဟိုထွက်တာများပြီဆိုတော့အယောင်ဆန်းလေးတွေဝင်ပို့လှတာပေါ့နော်ကြည်ပြာရောင်လေးတအားချစ်ဖို့ကောင်းတယ်လက်ကလေးတွေရောရင်ဘတ်လေးတွေမှာရောဘောင်းမီလေးမှာရောအမိတ်ကလေးနဲ့ဘောင်းမီလေးလည်းကြည့်ရတာကက်တင်ကောင်းတယ်နော်ဒါကဘောင်းမီမှာအမိတ်ကလေးနဲ့ပါဒါကကြည်ပြရောင်လေးနော်စိုးကလာလေးဒီလိုလေးအကျန်းလေးဖောက်ပြလိုက်မယ်မတို့ရေဒါလေးကကြတော့နက်ပြရောင်လေးသူ့ရဲ့နက်ပြလေးဆိုရင်လည်းစိုးနာပဲဂျပန်ချီမှာလေအနုတွေအရင်ထွက်တော့နောက်ပိုင်းလေအရင်လေးတအားတောင်းကြတယ်ဒါကနက်ပြရောင်လေးသူ့ပန်းလေးဘောင်းမီပန်းလေးတအားလှဒါနက်ပြရဲ့ဘောင်းမီပန်းလေးပေါ့နော်ဒါနက်ပြရောင်လေးပြီးတော့ကြောက်စိန်ပြပြမယ်စိုးမတွေလေကြောက်စိန်တွေရတာနေတာပေါ့နော်ဒီတစ်ခါကြောက်စိန်လေးလည်းတအားလှဒါလေးကကြောက်စိန်ရောင်လေးကြောက်စိမ့်ရောင်လေးဒါလေးကလည်းသူ့ဘောင်းမီလေးပြချင်လို့နော်ဒီလိုလေးထည့်လုံးဖြန့်လိုက်တော့မယ်နော်ဒါလေးကကြောက်စိမ့်ရောင်လေးပါရှင့်ဒါလေးကကြတော့ဟိုခရမ်းပုတ်လေးပေါ့နော်ခရမ်းပုတ်လေးဆိုရင်မတို့ရဂျပန်ချီမှာလေဟိုအယောင်အရစ်လေးလို့ခေါ်တာပေါ့နော်ဒါလေးကခရမ်းပုတ်ရောင်လေးပါရှင့်ဈေးနှုန်းလေးက3,8500နော်မတို့ရဂျပန်ချီကတော့အကုန်လုံးကတော့ free site ပဲလာတာပေါ့နော်ပေါင်ချိန်နဲ့ပြောမယ်ဆိုရင်ပေါင်ချိန်120ကနေ160 190တော့ရယ်နော်ခရမ်းပုတ်လေးပါမယ်ကြောက်စိမ့်လေးပါမယ်နက်ပြာလေးပါမယ်ကြည်ပြာလေးဒီလိုပန်းမိတ်ကက်လေးဆိုပြီးတော့ကာလာ900ပေါ့နော်ဒါကတော့ဘန်ကောက်မှာနောက်ဆုံးထွက်တဲ့ပုံလေးပြီးတော့ခါကြတော့ဗာလေးပါအောင်လဲဆိုတော့ဒါလေးကတော့လေသူ့အပေါ်ပိုင်းလေးကြိုက်လို့လေဒီပေါ်ပိုင်းလေးဆိုရင်လေဒါလေးဆိုရင်လေအမိတ်လေးတအားလှတယ်ဂျပန်ချီဆိုရင်သူကလေအဲ့လိုပန်းတိုးဟိုမှာလေအမိတ်လှလေးကြိုက်တာပေါ့နော်ဒီပုံလေးဆိုရင်ကြိုက်လိုက်တာမှလေဒါကတော့အပေါ်ပိုင်းနက်ပြာရောင်လေးပေါ့နော်ဒါလေးလည်းရင် size ကတော့44 46တော်တယ်အဖြူလေးဆိုရင်လည်းဇိုးမလေးတအားကြိုက်တယ်ဒါလေးကတော့မြင်ကပိအောင်လေဒါလေးတွေက1 set လေးတွေဒါက1 set လေးမြင်ကပိအောင်လေအော်ခုနက1 set ကလေးမတို့ရဲ့ဗေဒါလေးလည်းပါတယ်နော်ဗေဒါလေးဆိုရင်လည်းဂျပန်ချီမှာလေကိုယ်လိုင်းတအားလှတယ်ကာလာစုစုပေါင်း6ရောင်ပေါ့နော်ဒီဘက်ထုတ်မှာကခုနကအပေါ်ပိုင်းလေးကလိန်ပေါ်ရောင်လေးပါမယ်ပြီးတော့လိန်ပေါ်ရောင်လေးပါမယ်စိမ့်ဝါလေးပါမှာပေါ့နော်ဒါကတော့အပေါ်ပိုင်းလေးဒါလေးကတော့အပေါ်ပိုင်းဟိုမှာနောက်တစ်ပုံအဲ့ပုံ